MRD4 ရတဲ့ line နဲ့ပြောမှာအောင် ARD တင်းဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုတူးနိုင်မလားကြည့်ရမယ်ခင်ဗျာ။ကျွန်တော်ရှိုးပေးထားတယ်။ဥဘေးပြောရင်ဆိုရင်ပါပဲ ARD တင်းကတော့ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုသူယူသွားခဲ့ပြီလေဖြစ်ပါတယ်။ဒီဟာဒီသူတို့တင်းရဲ့အိမ်ဝင်းမှာပထမဦးဆုံးကစားတဲ့ပွဲစဉ်မှာပဲသူတို့တင်းရဲ့ပထမဆုံးသွင်းကိုတော့ဒီနေ့အတင်းရဲ့ညာတောင်မှာတိုက်စစ်မှာပါဝင်ရတဲ့ဥဘေးကARD ထဲမှာအကောင့်မဆုံးကမ်းချက်နဲ့အဆုံးတက်ပြီးတော့ ARD တင်းတဲ့ဥဆောင်ကိုသွင်းယူပေးခဲ့လည်းဖြစ်ပါတယ်။ရန်လက်ဆက်တည်းရဲ့ခန်းစင်းတဲ့ကိုသမားတို့ဟန်တာနေတဲ့ဂျားရီယာကိုဒီဝေးရရှိအောင်စောင်းဆောင်ခဲ့ပြီးရတဲ့အခွင့်အရေးကိုအတင်းကျပ်ဆုံးပုံစံနဲ့အဆုံးသက်က ARD တင်းကိုရောက်ရှိလာခဲ့ပြီးတော့SB အသင်းနဲ့နောက်ဆုံးပွဲစဉ်မတိုင်မီရှမ်းအသင်းနဲ့ပွဲစဉ်မှာအသင်းအတွက်အရေးပါတဲ့စောပိုင်းကဖြူဝင်းရဲ့အဝေးကန်ချက်တစ်ခုတော့မြင်တွေ့ခဲ့ရပြီ။ချိုပေးရတယ်။တခြားပေးထားပြီးပိတ်တယ်။ဂိုးပြန်ပြီခင်ဗျာ။ဦးဆောင်ကိုရပြီးတော့3မိနစ်ကြာမှာပဲ။နောက်ထပ်သွင်းကိုတကိုးတော့စမ်းစမ်းတော့ထပ်မံပြီးတော့သွေးယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။တရားဝင်တင်တဲ့ဒုတိယကိုကျောင်းနံပါတ်30စမ်းတော်တော်မှာပြင်သွားပါခင်ဗျာဒီချိန်မှာတော့အသင်းရဲ့ဘယ်တောင်မန်တိုက်စကားဆင်းဒီသင်းကိုအစားပြုခဲ့တာဖြစ်ပြီးဖြူဖြူဝင်းကွန်လျံတစ်ချောက်ဆွဲရတဲ့ဘောလုံးကိုဒီနေ့အသင်းရဲ့ဘယ်တောင်မှာပါဝင်လာခဲ့တဲ့ရီဒူပေးကရီဒူကရှေ့ကိုဖျက်ချိုးပေးမှုကိုဆန်းဆန်းတော့အနီးကပိတ်သွင်းပြီးတော့ဒုတိယမြောက်ဦးဆောင်ကိုတော့သွင်းယူပေးခဲ့ပြီခင်ဗျာ။